ရန်ကုန်မြို့ရဲ့စိတ်ငြိမ်တဲ့ရက်ကွက်လေးတစ်ခုအတွင်းမှာရှိတဲ့နှစ်ထပ်ပြင်ထောင်အိမ်လေးကမေသူတော်မိသားစုပိုင်ဆိုင်တဲ့တစ်ခုတည်းသောအမွေအနှစ်လေးပါဒါပေမဲ့ခုတလောထိုအိမ်လေးထဲမှာရဲမောတန်တွေထက်စိတ်နံနေနဲ့တပ်ပြင်းချတန်းတွေကပုံမှုဆိုးမှုနေပါတယ်သမီးအမေနေကောင်းပါတယ်စေးရုံထမတတ်ချင်းတော့အဲ့ရပေါ်မှာပိန်ပိန်ပါပါလဲရောက်နေတဲ့မိခင်ထစ်သူရဲ့စကားကြောင့်မေသူရင်ထဲစွန့်နေသွားရပါတယ်ဆရာဝန်ကတော့မိခင်ထစ်သူရဲ့နှလုံးရောဂါအခြေအနေကြောင့်အမြဲတမ်းဂရုစိုက်ကုသဖို့လိုအပ်တယ်လို့ပြောထားပါတယ်။ဒါပေမဲ့ကုသစရိတ်ကမေသူရဲ့ယုံလအစာလေးနဲ့တင်မလောက်ငါတော့ပါဘူး။နောက်ဆုံးမှာတော့မေသူတစ်ခုခုကိုဆုံးဖြတ်လိုက်ရပါတယ်။သူတို့နေထိုင်တဲ့အင်ကြီးရဲ့အောက်ထပ်ကိုအိမ်ငှားတင်ဖို့ပါ။ကိုပိုင်လွတ်လပ်ခွင့်ကိုမျက်နှိုးတယ်မေသူအတွက်လူစိမ်းတစ်ယောက်နဲ့အိမ်အတူနေဖို့ဆိုတာခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမဲ့မိခင်အတွက်တော့သူမှဘာမဆိုလို့ဖို့အသင့်ရှိနေခဲ့ပါတယ်။အိမ်ငှားရန်ရှိသည်ဆိုတဲ့ဆိုင်းဘုတ်လေးကိုခြံနဂါးမှာချိတ်သည့်3ရက်မြောက်နေ့မိုးဖွဲဖွဲလေးရွာနေတဲ့ညနေခင်းတစ်ခုမှာခြံရှိကလူခေါ်ပြောတန်မြည်လာပါတယ်။မေသူထီလေးဆောင်ပြီးထွက်ကြည့်လိုက်တော့ခြံရှိမှာကြောပိုးအိတ်တလုံးနဲ့ရက်နေတဲ့လူငယ်တစ်ယောက်ဒီကအိမ်ငှားဖို့ကြော်ညာထားတာမဟုတ်လားခင်ဗျာကျွန်တော်နာမည်ဖြိုးဝေပါအသားညွညွအရက်ရှိရှိနဲ့ထိုလူငယ်ရဲ့မျက်ဝန်းတွေကကြည်လင်အေးချနေပါတယ်သူကနေကနေရန်ကုန်ကိုလာရောက်နေထိုင်နေဗိတုကပညာရှင်တစ်ယောက်ပါဟုတ်ကဲ့အောက်ထပ်ကိုငှားမှာပါအခန်းကိုကြီးစင်ရင်ဝင်ခဲ့လေမေသူကအိမ်ထဲကိုဖိတ်ခေါ်လိုက်ပါတယ်ကိုဖြိုးကအောက်ထပ်ရဲ့တက်ရက်မှုနဲ့ပဒင်းပေါက်ကနေမြင်ရတဲ့ပန်းပင်လေးတွေကိုသဘောကျသွားပုံရပါတယ်သူကစကားပြောတာယဉ်ကျေးတယ်လို့စီးကင်းရှိမဲ့ပုံစံမျိုးလဲပေါက်တာကြောင့်မေသူစိတ်အေးသွားရပါတယ်ကျွန်တော်ဒီအခန်းကိုယူပါမယ်စီယံခွေကိုလည်းအခုပဲတခါတည်းပေးထားချင်ပါတယ်ကိုဖြူးကပိုက်ဆံအိတ်ထဲကနေငွေတွေကိုထုတ်ပေးလိုက်တဲ့အခါမေသူလက်တွေတုံရင်းနေပါတယ်။ဒီငွေတွေကအမေမနဲ့ဖန်ပေါက်ရမယ်ဆေးဖို့တွေပဲလေ။ကျေးဇူးတင်ပါတယ်ကိုဖြူးရှင်းကြောင့်ကျမတို့တကယ်အကူအညီရသွားတာပါ။မေသူရဲ့ဝမ်းနဲ့ဝမ်းသားမျက်လုံးတွေကိုကြည့်ရင်ကိုဖြူးခဏတာငေးမောသွားမိပါတယ်။ဒီအိမ်လေးကမှတစုံတရာသောလူဝှက်ချက်ဒါမှမဟုတ်နာကျင်မှုတွေရှိနေမှန်းသူခံစားလိုက်ရပါတယ်။အဲ့ဒီညကစပြီးမေသူတို့အိမ်လေးထဲကိုဖြိုးဆိုတဲ့လူစိမ်းတစ်ယောက်တရားဝင်ရောက်ရှိလာခဲ့ပါတော့တယ်